ရိသတ်တယောက်ကကွန်မန့်ရေးထားတယ်။ဘေးရင်ဆရာတွေကိုပေါ့နော်900လောက်ကြည့်ရင်တဲ့ TikTok ပေါ်မှာ9မျိုးပြောကြတယ်ပေါ့။ဘယ်ဟာကိုယုံရမလဲတဲ့။ဒီနေရာမှာဒီညီလေးအပါအဝင်ကိုမိုးရဲ့ပရိသတ်စစ်မှန်တဲ့သူတွေအားလုံးအတွက်ကိုနီလန်လေးတစ်ခုပြောပြခြင်းတယ်။ line ပေါ်မှာတော့ TikTok ပေါ်မှာတော့ Facebook ပေါ်မှာတော့လော်ဂီဆရာဘေးရင်ဆရာအမိခံတွေတပုံကြီးပဲအများကြီးပဲမိုးတွင်းမှာမိုးဦးကြဆမှုတွေပေါက်တယ်လို့ပဲ။ဒါပေမဲ့ဘေးရင်ဆရာလော်ဂီဆရာကိုယုံကြည်တယ်ဆိုတာကတော့အနိုင်ဆုံးအဆင့်ကိုမှရှိတဲ့ဖုန်းပေ Wi-Fi ဘိုးအကုန်ခံပြီးတော့ TikTok တို့ Facebook တို့ကြည့်ကြရတာလေအဲ့တော့ကိုယ့်ဘက်ကအားထုတ်မှုတွေပြုလုပ်ပြီးတော့ဘေးရင်ဆရာလော်ဂီဆရာတွေရဲ့ဗီဒီယိုတွေကိုကြည့်ရတာဘေးရင်မေးရင်လည်းပတ်စံကုန်သေးတယ်အစီရင်လှုပ်လို့ရှိရင်လည်းပတ်စံကုန်ပြီးတော့ဒါလူချင်းယုံကြည်ကြရတာမလားလူချင်းယုံကြည်တဲ့ကိစ္စမှာကိုယုံကြည်တဲ့သူဟာစစ်မှန်လားမစစ်မှန်လားအမှန်ပြောတဲ့သူလားအမှန်မပြောတဲ့သူလားဆိုတာကိုကစံချိန်စံညွှန်းနေနဲ့ရွေးချယ်စစ်စစ်ပြီးမှယုံကြည်ဖို့လိုတယ်လောကမှာစကားရှိတယ်ရွှေပင်နားရင်ရွှေကြီးတယ်ငွေပင်နားရင်ငွေကြီးတယ်ဘူးပင်နားရင်ဘောက်ဖတ်တဲ့ကိုယုံကြည်စည်းကပ်တဲ့ဆရာကနော်အပြောအဆိုအနေအထိုင်အပြုအမူပညာတတ်သလားမတတ်သလားဘလို့အဆင့်အတန်းနဲ့နေတဲ့ထိုင်နဲ့ပြောတယ်ဆိုတဲ့ပရိသတ်အပေါ်ဘလို့စေတနာရှိတယ်ဆိုတာကိုပရိသတ်ကအတိဆုံးပဲရွှေအကြောင်းဖျောင်းတတ်တယ်ပဲပရိသတ်အပေါ်ဘလို့စေတနာရှိလဲဘလို့ပြောဆိုနိုင်လဲဘလို့ပြန်ဆွေးနွေးပေးနိုင်လဲဘလို့စေတနာရှိလဲဒီမှာကြည့် line ပေါ်မှာရှိတဲ့အပြင်မှာရှိတဲ့ TikTok ပေါ်ဖြစ်ဖြစ် Facebook ပေါ်ဖြစ်ဖြစ်ဖျားဆောင်နှမ်းမှာငိုက်နေတဲ့ဆရာမဆိုတဲ့အမိခံထားတဲ့သူတွေဖြစ်ဖြစ်ဘယ်သူမှမိုးပေါ်မပြန်နိုင်ကြဘူးကိုကမိုးကိုယ်တိုင်လည်းမိုးပေါ်မပြန်နိုင်ဘူးမိုးပေါ်မပြန်နိုင်တာချင်းအတူတူကိုနော်ပရိသတ်အပေါ်ဘလို့စေတနာထားလဲဒီဆရာကဘလို့အဆင့်တန်းနဲ့နေနိုင်လဲငါတို့ပတ်စံကိုလိန်သွားမှာလားကင်တဲ့ဖုန်းနံပါတ်ကဘလို့ရှိလဲနော်ဒီဟာတွေကိုချိန်ထိုးပြီးတော့လေ့လာကြရတာမိုးပေါ်မပြန်နိုင်တာချင်းအတူတူပရိသတ်အပေါ်ဘလို့စေတနာထားလဲပြုမှုဆောင်ရွက်တာလေးတွေကဘလို့မျိုးတိကျသေးကြလဲပရိသတ်ကိုပြန်ငဲတတ်လားဒါတွေကိုကြည့်ပြီးမှယုံကြည်ရတာဟောချက်ပြောချက်တွေကရောဘလို့မှန်ကန်ထိရောက်မှုရှိလဲဘလို့မျိုးပရိသတ်ရဲ့အခက်အခဲကိုစိတ်ဝင်စားလဲဘလို့ငဲညာပေးလဲဘလို့အလှူဒါနတွေပြုလုပ်နေလဲသူ့ရဲ့ Facebook မှာတော့ဘလို့လဲသူ့ရဲ့ TikTok မှာတော့ဘလို့လဲသူနေတဲ့အိမ်ကဘလို့လဲပရိသတ်ကိုကြီးပွားချမ်းသာအောင်ဆောင်ရွက်ပေးနိုင်တဲ့သူဟာကိုယ်တိုင်လဲကြည်လင်တန်ရှင်းမွေးပြန်တင်းပြီးတော့တောက်ပြောင်ပြရမယ်ပရိသတ်ရဲ့တောကကိုဖြည့်ရှင်းပေးမယ်ဆိုတဲ့လူကကိုယ်တိုင်လဲတောကမရှိပဲမျက်နှာကိုမြင်လိုက်တာနဲ့ငြိမ်းချမ်းနေရမယ်ဒီအချက်လက်တွေကိုချိန်ထိုးပြီးတော့ပရိသတ်ကလူချင်းစီးကပ်တဲ့နာ line ပေါ်မှာ TikTok ပေါ်မှာ Facebook ပေါ်မှာတော့ဟိုပြောဒီပြောတဲ့သူတွေတပုံကြီးပဲပရိသတ်ဘက်ကကိုစီးကပ်မဲ့သူကိုရွေးချယ်ပြီးယုံကြည်တတ်ဖို့အထူးလိုအပ်တယ်